တရုံးဆိုတရုံးစားလိုက်ရင်လက်ဖက်နှံလေးမွေးပြီးရမ်းရတာရှိတဲ့ဝက်သားလက်ဖက်နှံချက်နီးလေးကိုကျွန်တော်လာဝင်မြပေးပါမယ်။ချက်ရတာလည်းရမ်းကိုလွယ်ကူရွှေရှင်ပြီးစားလို့ရမ်းကောင်းစေတဲ့ချက်နီးလေးဖြစ်လို့ကျွန်တော်နဲ့အတူဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါဦး။ဝက်လက်ဖက်နှံဖို့ရအတွက်ကျွန်တော်ကတော့ဝက်သုံးတက်သားကိုအသုံးပြုထားပါတယ်။ပြီးရင်တော့ကျွန်တော်တို့ဝက်သားကိုရတာဆက်နှပ်ပါမယ်။ကျက်သွမြူချင်းထောင်းထားတာထည့်ပါမယ်။အယောင်နေမုံလေးအနေငယ်ထည့်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့အရသာအတွက်ကိုစားရဲ့အရသာမုံတို့ကိုထည့်ပြီးတော့လက်ကလေးနဲ့တခြားလေးနှက်ဆက်သွားအောင်နေပေးရပါမယ်။ကျွန်တော်အခုအသုံးပြုထားတဲ့ဝက်သုံးတက်သားကအစီများတာဝယ်ထားတာဖြစ်တဲ့အတွက်စီကိုတော့ကျွန်တော်လုံးဝမထည့်တော့ပါဘူး။သူ့မှာထွက်လာတဲ့စီနဲ့ပဲကျွန်တော်ဝက်သားကိုပြန်နှံ့မှာဖြစ်ပါတယ်။အရသာတွေအားလုံးနှက်ဆက်သွားအောင်လို့လက်ကလေးနဲ့စိတ်ရှိလက်ရှိနေပြီးသွားပြီဆိုရင်တော့ဝက်သားလက်ဖက်လေးကိုကျွန်တော်တို့စနှပ်ပါမယ်။ဟင်းရဲ့နှစ်ကိုတော့ကျွန်တော်ကတော့ခန်းကျင်သီးနဲ့ကျက်သွင်းနီကိုထည့်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ဝက်သားကိုရေလေးခမ်းပြီးစီလေးပေါက်လာတဲ့ထီကိုလုံးချက်လေးချက်ပေးရပါမယ်။ဝက်သားလုံးချက်ချက်တဲ့နေရာမှာကျွန်တော်ကတော့ရေကိုလုံးဝမထည့်ပဲခန်းကျင်သီးကထွက်လာတဲ့ရေနဲ့ဝက်သားတွေကထွက်လာတဲ့ရေတွေကိုခမ်းအောင်ကျွန်တော်အရင်ဆုံးလုံးချက်လေးချက်ပေးပါမယ်။ဒါမှသာလျှင်ကျွန်တော်တို့ထည့်ထားတဲ့အရသာတွေကဝက်သားတွေကိုစိတ်ဝင်ပြီးတော့ဝက်သားလေးကစားလိုက်ရင်နုနုအီလေးနဲ့စားလို့ကောင်းမှာဖြစ်ပါတယ်။အခုလိုမျိုးဝက်သားကရေလေးခမ်းပြီးစီလေးပေါက်လာပြီဆိုရင်တော့ရေနွေးလေးထည့်ပေးပါမယ်ရေနွေးလေးထည့်ပြီးသွားပြီဆိုရင်တော့နှက်ထားတဲ့လက်ဖက်လေးကိုထမင်းစားသွင်းတဲ့နှဆုံးစာထည့်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ငုံသီးစိမ်းလေးထည့်ပြီးတော့ခဏလော်လေးမှွေပေးကဒဲအိုးအဖုံးလေးအုပ်ပြီးတော့အသားနုတဲ့ဒီတည်သွားပေးပါမယ်ဝက်လက်ဖက်နှက်နေတဲ့ချိန်မှာကျွန်တော်တို့မီးအားကိုအရင်မပြင်းစေပဲမီးဖြည်းဖြည်းလေးထားကထည့်ထားတဲ့ရေနဲ့ဝက်သားတွေထွက်လာတဲ့စီနဲ့ကိုပဲအသားလေးနှုတ်ပြီးတော့လက်ဖက်အနှံ့လေးမွေးလာသည်ထိကျွန်တော်တို့နှက်သွားပေးပါမယ်ကျွန်တော်တို့ဒီဝက်လက်ဖက်နှက်ဟင်းလေးကတရုံးဆိုတရုံးစားလိုက်ရင်လက်ဖက်အနှံ့လေးမွေးပြီးအရန်ရတာရှိသလိုလေးစားနှစ်စားတွဲပြီးချက်ထတာဖြစ်တဲ့အတွက်မတဲတဲ့သူများမစားပါနဲ့ဝက်လက်ဖက်ဟင်းရဲ့အရသာကတော့ဒီဝက်သားထဲမှာစိတ်ဝင်နေတဲ့လက်ဖက်ရဲ့အရသာပြင်ကိုမှစားလိုက်လို့ရှိရင်ထည့်ထားတဲ့ငရုတ်သီးစိမ်းရဲ့အဆက်အရသာပါခံစားမိတဲ့အတွက်ကျွန်တော်တို့လုံးဝကိုစားကောင်းစေမဲ့ဟင်းတစ်ခွက်ဖြစ်မှသိကြပါတယ်ဟင်းချက်တဲ့နေ့တွေကလည်းကြောင်းနဲ့မတူကြသလိုဒေတာလည်းလောက်ခွဲပြပါတယ်ဝက်လက်ဖက်ချက်နီးတွေအများကြီးရှိတဲ့ထဲကမှဒီချက်နီးလေးကလည်းရန်ကိုစားကောင်းစေတဲ့ချက်နီးလေးဖြစ်လို့ကျွန်တော်လာဝေမျှပေးရခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နဲ့အတူနောက်ဗီဒီယိုအသစ်တွေမှပြန်ဆုံပါမယ်